ဆိုတော့မြန်မာနိုင်ငံသူတို့များသိရှိနေကြတဲ့ Robust Error Code တိုးလေးကျွန်တော်တို့ရှင်းပြပေးမှာမလို့ချိန်လေးခဏပေးပြီးညထောင်ကြည့်ကျွန်တော်အကောင့်လေးကို follow မလုပ်သေး follow လုပ် like လေး post လုပ်တော့ပေးကြပါဦးအခုကျွန်တော်ခဏတွေ့နေရတဲ့အကြောင်းအရာလေးအရင်ပြပြမယ် VPN တွေသုံးနေလို့မြန်မာ server ကြီး down သွားတယ်ဆိုတာတကယ်တော့မဟုတ်ပါဘူးတခြားရှင်းပြပေးမယ်မမတခြားမှာ VPN ကြောင့်မြန်မာ server down သွားတဲ့ကိစ္စနဲ့အတူတူဒီ error code တိုးကပေါ်လာလို့ရောချပလိုက်ကြလို့ပဲမြင်တယ်တကယ်တော့ Robust မှာမြန်မာ server ဆိုတာမျိုးမရှိပါဘူးအဲ့ဒါ server ကိစ္စအရင်ရှင်းပြမယ်local server နဲ့ regional server ဆိုတာမတူပါဘူးမြန်မာ server ဆိုတာက local server ဘယ်ဟာဆော့ဆော့မြန်မာနိုင်ငံကနေထွက်သွားပြန်မလို့ဆိုတော့ game ဆော့ရင် P20 30တောင်နဲ့ AC ဆော့လို့ရတယ်အခုဟာအဲ့လိုမျိုးမရှိရကြောင်းမလို့ regional server တွေဖြစ်တဲ့ Singapore server Japan server တွေမှာတော့ဆော့ရတယ်ဒါဟာလေ India server Hong Kong server တွေရောက်သွားတတ်တယ်ပြောရရင်အဓိကမြို့တော်ကြီးကိုရောက်ဖို့အတွက် highway line ဖောက်ပြီးတော့အဲ့လမ်းပေါ်ကနေသွားတဲ့သဘောပဲဆိုတော့အဓိကအကြောင်းအရာကိုပြန်သွားမယ် VPN တွေသုံးလို့ဖြစ်တာလားဆိုတော့ဟုတ်တယ်လို့မဟုတ်တယ်လို့ပါပဲအလွယ်ရှင်းပြပေးမယ်အရှိရဲ့ဒီက Wi-Fi cable တွေငမန်းကြိုက်သွားလို့ connection တွေ unstable ဖြစ်နေအောင်အားလုံးသိကြပါအဲ့ကြားထဲမှာ Robust က update တစ်ခုခုလုပ်လိုက်တာမတည်ငြိမ်နေတဲ့မြန်မာနိုင်ငံ connection နဲ့တွေ့တော့ကြားထဲမှာလမ်းခဏပြတ်သွားရလို့ပြောရမှာပေါ့အဲ့လိုလမ်းကိုပြင်ဖို့အတွက်ခဏတာလမ်းပိတ်ထားတဲ့သဘောပါပဲအဲ့ပိတ်ထားတာကို VPN နဲ့ကြော်ခွာပြီးသွားလို့ရပါမယ်ကျွန်တော်တော့အကြံမပေး server ပြဿနာကြောင့်မဟုတ်ဘဲနဲ့အစကတည်းကမတည်ငြိမ်ခြင်းလမ်းပေါ်မှာ VPN နဲ့ဆိုရင်ပိုပြီး unstable ဖြစ်သွားနိုင်တယ်ကိုက VPN သုံးလိုက်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ကိုယ်ပိုင် IP address နဲ့သွားနေတာမဟုတ်တော့ဘဲနဲ့မျက်နှာဖုံးတက်ပြီးသွားလိုက်တာဖြစ်တဲ့အတွက်ဟိုဘက် server ကပြန်ပြီးတော့ထောင်လန်းလို့မိသွားရင်မင်းမတူလည်းငါဘယ်သူလဲဖြစ်ကုန်ပြီးတော့ two step verification error တွေနဲ့ login ပြန်ဝင်မရတာတည်းအစိုးဆုံးအကောင့်ကိုလုံးဝပြန်ပြီး recovery လုပ်လို့မရရတယ်လည်းဖြစ်လာနိုင်တယ်ဆိုတော့ use at your own risk ပါဒီ error code ကမြန်မာနိုင်ငံမှာဖြစ်နေရတာဆိုတော့မဟုတ်ပါဘူးခုကလော error ဖြစ်နေဆိုပြီး report လုပ်ထားတဲ့နိုင်ငံတွေ Russia, Kazakhstan, Turkey, Jordan, Algeria, Iraq တွေမှာလည်းဖြစ်နေရလို့သိထားတယ်ဆိုတော့အရင်နေ panic ဖြစ်မနေကြပါနဲ့ Roblox တော့မရတော့အပြစ်ကဘာလေးပါထွက်ကြည့်ကြပါSo that's it guys, thank you for watching, see you guys in the next video, address out